ဘာလို့မျိုးလဲအဲ့လိုလိုက်ပေးရမှာမတွေ့ချစ်ရရင်ချစ်မမမို့ခိုင်ရှမ်းကမပြေ Miss Myanmar International Mass Miss Asia Miss Asia Miss Kappa Sector လာတော့ရောက်သွားတဲ့သူတွေဖြစ်လာရမယ်လက်စတရာစုခေတ်ကလာတဲ့အလှပတွေအားလုံးရဲ့အနှစ်သာရကျုပ်တို့မြန်မာအမျိုးသမီးတွေအားလုံးရဲ့လက်ထက်ကရင်လိုပဲဖြစ်လာရမယ်ဟာကျွဲလာရီလာဟာဟုတ်ပါတယ်ကျုပ်ကလည်းချမ်းစသားမင်းကြီးနဲ့အမျိုးတော်တဲ့မြန်မာဟာကျွဲလာရီလာဟာဟုတ်ပါတယ်သူတို့လည်းတန်မူလာမိဖုရားနဲ့အမျိုးတော်တဲ့မြန်မာပညာတိုင်းမိုးပြန်ကြပါစေရေကိုကြည်လေးငါအေးညစေဆယ်လေးလေးများလောက်ကလုံးလေးပြောလိုက်တဲ့စကားတိုင်းငြိမ်ချမ်းစေမအမျိုးသမီးတွေနှလုံးသားတိုင်းငြိမ်ချမ်းကြပါစေယူစင်ပါစေစိတ်ထားစိတ်နေယုံလိုက်တိုင်းလာပါတဲ့စေယူသာတောင်းမဲ့တဲ့စိတ်နဲ့နေမအမျိုးသမီးတွေအမရကိန်းနရီဝိဒမူလာတော်လေးဝထိုက်တဲ့သူခင်နဲ့ညီနေတိုင်းနဲ့ရင်ကတရုတ်တဲ့တာတွေကိုမကြိုက်တဲ့သူချစ်ဖို့ကောင်းတဲ့ဇယိုင်းတဲ့သူရှင်းမှုနန်းဆန်လိုက်တဲ့သူခေရစီကြောင်ပြောင်းလာတော့လဲနောက်ကျမကြမ်းမိလိုက်တဲ့သူမိုက်တယ်ကွာဘယ်ကလဲကြိုက်တယ်ကွာတကယ်လာတဲ့အဲငါနဲ့ပြိတ္တတွေများကြီးရဲ့ရှေ့မှာသီးလက်လို့ဖြစ်သွားတာရရတဲ့ဟာအဲ့ဒီလိုတကယ်မှမဲ့ငါမိန်းကလေးတယောက်လှပများရဲ့ဖွဲ့နှဲ့စာစီလို့ရေးရင်နိုင်ငံတကာကပြဆရာတွေတဲသွားမယ်ဘယ်လူမျိုးကလာဆုံးလဲလို့ကပသမိုင်းထဲမှာရှာခဲ့မိတယ်အခြားတိုင်းပြည်ကမိန်းကလေးတွေအားလုံးနဲ့ရင်ကျင်းမှုချင်းလုံးဝကိုကွာခဲ့ပြီပဲအလားဆိုတာဘာလည်းမသိရင်ကပြတဲ့စားတဲ့လာလဲကြည့်ခွဲယူလာအောင်လာတဲ့မိန်းမဆိုတာကျုပ်တို့မြန်မာရာဇဝင်မှာပဲရှိတယ်ဟာကျွဲလာကြီးလာဟာဟုတ်ပါတယ်ကျုပ်ကလည်းချက်စသားမင်းကြီးနဲ့မျိုးတော်တဲ့မြန်မာဟာကျွဲလာကြီးလာဟာဟုတ်ပါတယ်သူတို့လည်းတန်မူလာမိမယာနဲ့မျိုးတော်တဲ့ညီမပညာတိုင်းမိုးပြန်